အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sci-Fi ဇုံကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ smartphone လောကအရင်နှစ်တွေကနဲ့မတူပဲနည်းပညာရာတကယ်ကိုပြောင်းလဲကြီးတစ်ခုကြုံတွေ့နေရပါတယ်အဲ့ဒီအပြောင်းလဲရဲ့ဗဟိုချက်မှာရှိနေတာကတော့အခုကျွန်တော်လက်ထဲမှာရှိနေတဲ့ iQ30 ပဲဖြစ်ပါတယ်အရင်က iQ ဆိုရင်လူတော်များများ game ဆော့ဖို့အတွက်ပဲကောင်းတဲ့ဖုန်းလို့သတ်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီ iQ30 မှာတော့ brand ခံယူချက်ကိုလုံးဝပြောင်းလဲလိုက်ပါပြီသူက robot လို့ခေါ်တဲ့ Samsung ရဲ့တက်တွေမဟုတ်ဘဲ architecture sophistication လို့ခေါ်တဲ့တိကျပုံပိုင်းဆိုင်ရာအနုစိတ် layer တွေကိုပေါင်းစပ်ထားပါတယ်။ကမ္ဘာအမြန်ဆုံး3 nanometer Snapdragon 8 Elite chipset ကိုယ်ပိုင် super computing chip G2 နဲ့မြေလုံးကြာကောင်းတဲ့ battery နည်းပညာတွေကမြန်မာစည်းကွက်ထဲမှာဘယ်လိုမျိုးနေရာယူချလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားပါမယ်။ iQ30 ကဘာကြောင့်2026မှာတော့အကောင်းဆုံးရွေးချယ်မှုဖြစ်နေသေးလဲဆိုတာကိုအတူတူကြည့်ရကြရအောင်iQ30 ရဲ့အဓိကအသက်ကတော့ Qualcomm နောက်ဆုံးပေါ် Snapdragon 8 Elite chipset ပဲဖြစ်ပါတယ်။ဒါက TSMC ရဲ့3 nanometer နည်းပညာနဲ့ထုတ်လုပ်တာဖြစ်ပြီးတော့အရင်က ARM design တွေကနေခွဲထွက်ပြီးတော့ Custom Oryon V2 CPU architecture ကိုပထမဆုံးအကြိမ်အသုံးပြုထားပါတယ်။အဲဒီနည်းပညာမှာအရင်ကဖုန်းတွေလိုမျိုးအားနည်းတဲ့ efficiency core တွေမပါတော့ဘဲနဲ့အားလုံးကစွမ်းဆောင်မြင့်တဲ့ performance core တွေကြီးပါပဲ။ဒီ Prime Core ရဲ့အမြန်နှုန်းက 4.32 GHz ထိရောက်နေတာကြောင့်အရင်က Gen 3 ထက် 45% ပုံမြန်လာသလို Power Efficiency ဘိုင်းမှာလည်း 44% ထိပိုကောင်းလာပါတယ်။ဒါမှမကသေးပါဘူး iQ ဟာ Q2 Super Computing Chip ဆိုတဲ့တည်တံ့ graphic module တစ်ခုကထည့်ထားပေးပါသေးတယ်။ဒါကဘာလို့လဲဆိုတော့ game ဆိုတဲ့အခါမှာ frame ကိုတွက်ချက်ပေးတာကြောင့် 60 fps ကို 144 fps ထိရအောင်လုပ်ပေးနိုင်ပါတယ်။ RAM ဘိုင်းမှာလည်းအမြင့်ဆုံးဖြစ်တဲ့ LPDDR5X Ultra နဲ့ Storage ဘိုင်းမှာ UFS 4.1 ကိုအသုံးပြုထားပြီလို့ဖုန်းကအဟန့်တားမရှိဘူးပဲတွက်လက်နေမှာပါ။ Display ဘိုင်းမှာလည်း iQ30 ဟာ 6.82 inches နဲ့ LTPO AMOLED panel ကိုသုံးထားပေးပါတယ်။ဒါက BOE နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ Q10 အဆင့်မြင့် display ဖြစ်ပြီး 2K resolution ထိထုတ်ပေးနိုင်ပါတယ်။ brightness ကလည်း4500 nit ရှိတာကြောင့်နေရာအောက်မှာ AC ကိုသုံးနိုင်ပါတယ်။အထူးခြားဆုံးကတော့ကမ္ဘာပထမဆုံး circular polarization နည်းပညာပေါင်းရတာပါပဲ။ဒါကဖုန်းမနှက်ပြင်ကထွက်တဲ့အလင်းတန်းတွေကိုတဘာဝအလင်းတန်းတွေလိုမျိုးဖြစ်အောင်ပြောင်းလဲပေးတာကြောင့်မျက်စိမြောင်းတာကိုရှော့ချပေးနိုင်ပါတယ်။ PWM dimming စနစ်ကလည်းအလင်းအားနည်းတဲ့နေရာတွေမှာ screen ကို short ချပေးတာမို့လို့ခေါင်းကိုက်တာမျိုးမဖြစ်စေပါဘူး။မျက်နှာပြင်ကိုလည်း Dragon Crystal Glass နဲ့အုပ်ထားပေးသလို 3D ultrasonic fingerprint စနစ်ကြောင့်လက်မှတ်ရေးဆိုနေနောက်မှာ 0.12 second အတွင်းမှာဖုန်းကပွင့်သွားမှာပဲဖြစ်ပါတယ်။ဒီမာရီယိုတက်ကတော့ iQ30 ကတကယ်ကိုစိတ်ချရတဲ့ဖုန်းတစ်လုံးပါပဲ။ PUBG Mobile မှာဆိုရင်120 fps နဲ့တည်ငြိမ်ဆော့လို့ရတယ်။အပူချိန်ပိုင်းမှာလည်း 7K Ultra VC cooling စနစ်ပေါဝင်လာပါတယ်။ဒါဟာဖုန်းအတွင်းပိုင်းကအပူတွေကိုအလူမီနီယမ် frame ကနေတစ်ဆင့်အရင်ကထက်အများကြီးပိုပြီးအမြန်ဆုံးစွန့်ထုတ်ပေးနိုင်ပါတယ်။ကျွန်တော်တို့ရဲ့စံသက်ချက်တွေအရ PUBG ကို120 fps နဲ့ share ဆော့ရင်တော့မှဖုန်းမူချိန်က42 degree အောက်မှာပဲရှိတာကိုတွေ့ရပါတယ်။ Mobile Legends မှာလည်းအမြင့်ဆုံး graphic နဲ့ဆိုရင်တနာရီကို battery က 10% လောက်ကနေပြီးတော့13% ကြားလောက်ထိပဲကုန်တယ်။ Monster Halo လို့ခေါ်တဲ့ RGB မီးလုံးလေးကလည်း game ရဲ့အခြေအနေပေါ်မူတည်ပြီးတော့အယောင်82မျိုးအထိတောင်မှပြောင်းလဲပေးနိုင်တာကြောင့်ပို့ပြီးတော့ခံစားချက်ပါစော့ရမှာပဲဖြစ်ပါတယ်။ iQ30 ရဲ့ battery ဘိုင်းမှာလည်း silicon carbon နည်းပညာကိုသုံးထားတဲ့6150 mAh ပါတဲ့ battery ကိုထည့်ထားပေးတယ်။ဒါကဖုန်းကိုကိုင်ရတာပပလေးနဲ့ကြည်ကြည်လေးရှိစေပါတယ်။အားသွင်းစနစ်ကတော့120W flash ဖြစ်လို့0 to 50% ကို17မိနစ်အတွင်းအားသွင်းနိုင်ပါတယ်။အထူးခြားဆုံးကတော့ bypass charging လို့ခေါ်တဲ့စနစ်ပါပဲ။ဒီစနစ်ကဘယ်လိုလုပ်လဲဆိုတော့ဂိမ်းစုံနေအားသွင်းကြိုးထိုးလိုက်ရင် power battery ကိုမသွားဘဲနဲ့ဖုန်းကိုဓာတ်ရိုက်သွားတာကြောင့် battery ကလည်းမပူသလိုတက်တန်းနဲ့ပိုခံပါတယ်။ YouTube ကိုတနာကြည့်ရင် 3% လောက်ပဲကုန်တာကြောင့်တနေ့ကိုအားသွင်းကြမလို့ပဲစိတ်ကြိုက်ကိုသုံးနိုင်ပါတယ်။ iQ30 ရဲ့ကင်မရာဘိုင်းမှာတော့50 megapixel ကင်မရာသုံးလုံးကိုသုံးထားပါတယ်။ဘယ်မှာကင်မရာမှာ Sony IMX921 စင်ဆာကိုသုံးထားပြီးတော့ Vivo ရဲ့ VCS လို့ခေါ်တဲ့နည်းပညာကြောင့်အယောင်တွေကတကယ်ကိုသဘောအတိုင်းထွက်နေပါတယ်။ Telephoto ကင်မရာကတော့ 2x optical zoom ဖြစ်ပြီးတော့ portrait ရိုက်တဲ့အခါမှာလူရဲ့အသားရောင်တွေကတကယ်ကို professional ဆန်ဆန် color လေးထွက်လာပါတယ်။ကင်မရာအားလုံးက 4K 60 fps ဗီဒီယိုတွေကိုရိုက်နိုင်တာကြောင့် vlogger တွေကတော့တော်တော်လေးအသုံးဝင်မှာပါ။ ရှေ့ကင်မရာက32 megapixel ရှိပြီးဒီကောင်ကလည်း 4K 60 fps ရတာကြောင့် vlog ရိုက်တဲ့အခါမှာအရေးသေးကလုံးဝကျတော့မှာမဟုတ်ပါဘူး
8K view တွေကိုလည်း30 fps နဲ့စိတ်ကြိုက်ရိုက်ကူးနိုင်ပါသေးတယ်မြန်မာနိုင်ငံမှာကတော့ IQ13 ကို Legend ဆိုတဲ့အဖြူရောင် Alpha ဆိုတဲ့အမဲရောင် Narrow Gray ဆိုတဲ့မီးကိုနဲ့ Ace Green ဆိုတဲ့အစိမ်းရောင်ဆိုပြီးရွေးချယ်စရာအယောင်၄မျိုးနဲ့လာတယ်။ Zeno အနေနဲ့ RAM 12 Storage 256GB model ကို30ဝန်းကျင် RAM 16 Storage 512GB model ကို23ဝန်းကျင်မှာရှိနိုင်တယ်လို့သိရတယ်။ဈေးနှုန်းတွေကတော့နေ့စဉ်ငွေလဲနှုန်းနဲ့ဆိုင်လိုက်နည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။ဒီကုန်းကြောရရင်တော့ IQ13 ဟာ performance display နဲ့ battery တွေအားလုံးမှာအဖြစ်ပြောစရာမရှိရ flagship ကဖုန်းတစ်လုံးဖြစ်ပါတယ်။နောက်ထပ်4-5နှစ်လောက်ထိစိတ်ချလက်ချသုံးနိုင်မယ့်ဖုန်းတစ်လုံးကိုရှာနေမယ်ဆိုရင်တော့ဒီ IQ13 ကခင်ဗျားတို့အကောင်းဆုံးပါပဲ။အားလုံးကိုဆိုင်ဖိုင်ဆောင်နေမိတဲ့ကနေနှုတ်ဆက်လိုက်ပါတယ်။ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးခဲ့ပေးကြပါဦး။ဒီလိုမျိုးသိပ္ပံနဲ့နည်းပညာသတင်းတွေကိုနေ့တိုင်းသိချင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့တောင်းဆိုပါရစေ။အနာဂတ်အကြောင်းတွေဆက်လက်လေ့လာဖို့အမြဲတမ်းဆိုင်ဖိုင်ဆောင်မှာရှိနေပေးကြပါဦး။